လန်လေးရဲ့အစမှာတော့ဝါတာရှီဆိုတဲ့အမျိုးသားခုမှအိမ်ပြောင်းလာလို့အိမ်နာချင်းတွေကိုလက်ဆောင်ပေးသူ့မိနဲ့သူနှုတ်ဆက်နေတာပါဒါမဲ့ဘေးရင်ကတော့နှုတ်ဆက်ဖို့ဘေးတိပေမဲ့ဘယ်သူမှလာမဖွင့်တော့တခြားသူတွေကိုပဲလိုက်နှုတ်ဆက်လိုက်ရပါတယ်အဲ့ဒါနဲ့တခြားသူတွေကိုပြီးတော့အဲ့အိမ်မဲ့လူမရှိတာကြာပြီဒါမဲ့အပေါ်တက်ကတော့လူကြီးမြင်ရတယ်လူရှိမယ်ထင်တယ်လို့ပြောပါတယ်ဒါမဲ့အပြင်တော့ထွက်ခဲ့တယ်ဆိုပြီးပေါ့အဲ့ဒါနဲ့နှုတ်ဆက်ပြီးအိမ်ပြန်သွားကြပါတယ်အိမ်ရောက်တော့ညက်ဆက်စားပြီးဝါတာရှီကစောစောနာဖို့ထွက်သွားပါတယ်အဲ့ဟာတွေရောက်တော့အဲ့ဒီနှုံးရှိလေးကောင်းလေးခုမှအိမ်ပြောင်းလာတာလားဆိုပြီးအတန်ကြားတော့ကြည့်တော့ဟိုဘက်ပြတင်းမောက်ကလူထွေးဆန်းတယောက်ကနှုတ်ဆက်နေတာကိုတွေးလိုက်ရပါတယ်သူလေးလှမ်းပြီးတကောက်အမြန်ပိတ်ကပြန်လိုက်ပါတယ်နေ့အလုပ်သွားတော့အိမ်အောင်တစ်ချက်ကြည့်လိုက်တာပေါ့အဲ့ဒါနဲ့ညပြန်ရောက်တော့အိမ်နေဟိုဘက်အိမ်ကနေပြီးအတန်ထထကြားလိုက်ရပါတယ်ကောင်းလေးအိမ်နေပြီလားဒီဘက်ကိုမလာပါလားရတာငါလာမေးလေးဆိုပြီးတော့သူကလာမလို့တော့ဘော်ရရှိကအမြန်ဖွင့်ကြည့်လိုက်တဲ့အချိန်ဘောလုံးနဲ့လာဖို့လုပ်နေတာပါဘောလုံးကသူပြတင်းမောက်နဲ့ချိတ်တော့အမြန်ပြချလိုက်ပြီးသူမိမတွေကိုခေါ်လိုက်ပါတယ်ဒါမဲ့သူမိမတွေရောက်လာတဲ့အချိန်မှာတော့ဘောလုံးရောဟိုဘက်အိမ်မှာဘယ်သူမှမရှိနေခဲ့ပါဘူးအဲ့ဒါနဲ့သူလည်းပြန်ပြီးအိတ်လိုက်ရပါတယ်နောက်ရဲသူအလုပ်သားပြီးညဘက်ပြန်တော့ကောင်းလေးလို့ထက်ခွန်တန်ကြားလိုက်ရပါတယ်ဒီတကကြပြတင်းမောက်တကားခောက်မယ်အတန်ကြိုင်ဖွင့်ပေးဆိုတော့ဘော်ရရှိကလမ်းပြီးနောက်ဆက်လိုက်ပါတယ်ဟိုဘက်အိမ်ကလည်းလက်ရှိတွေထုတ်ပြီးပြတင်းမောက်စီလမ်းပြီးသွားပါတယ်မနေ့ကျတော့အဲ့ဘက်အိမ်ကပြတင်းမောက်ကဘော်ရရှိနဲ့ကလေးရဖြစ်သွားကဇလန်လေးလည်းပြီးဆုံးသွားပါတော့တယ်